ကြည့်ရှုအားပေးနေတဲ့ပရိသတ်အလုံးမင်္ဂလာပါ2025မေလ4ရက်နေ့တနင်္ဂနွေနေ့ဖြစ်ပါတယ်လက်နေရက်ကရှေးမြောက်ရက်စန်းတီယာရက်ကမြောက်ရက်ရံပေါ်ရာရက်ကနောက်တောင်ရက်တို့ဖြစ်ကြပါတယ်မူလဆန်းရှင်တဲ့ကကတော့အတ္တဒိဋ္ဌနဲ့ခတ်ဖြစ်ပါတယ်မိတ္တရာသီမှာတနင်္ဂနွေကျိုးတည်ရှိတယ်ပြိတ္တရာသီမှာဇာတာပတိကျိုးတည်ရှိတယ်ကရကရာသီမှာတနင်္လာကျိုးနဲ့အင်္ဂါကျိုးတို့နှစ်ခုပူးတွဲပြီးတည်ရှိတယ်ကံရာသီမှာကိကျိုးတည်ရှိတယ်မေရာသီမှာဗုဒ္ဓကျိုးတောက်ကြကျိုးစနေကျိုးနဲ့ရောက်ကျိုးတို့တည်ရှိနေပါတယ်တနေ့တာကာလအတွင်းမှာမိတ္တရာသီဘွားတွေမှာလုံးသမျှနှောင့်နဲ့ကြကြခြင်းခက်ခဲခြင်းတပါးသူပေါ်မိကိုရာမှစိတ်နှောက်ရှက်ဖြစ်ရခြင်းလေးတွေရှိတတ်တယ်ငွေကုန်များတတ်တယ်မိတ္တရာသီဘွားတွေမှာကြံစီမှုမှန်သမျှအောင်မြင်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်အမျိုးသမီးမိတ်ဆွေကြီးကဲတူထံကကူညီရမယ်စမ်းဖွက်မယ်မေတုံရာသီဘွားတွေမှာရံများမယ်ပฏิပက္ခများမယ်ရင်းနှီးသူများနဲ့စကားများတတ်တယ်အတိုက်ခံကြမှာတိုးတက်မှုရရှိတယ်ကရကရာသီဘွားတွေမှာစัจจပဲပြုသူတွေနဲ့တွေ့တတ်တယ်ရပိုင်ခွင့်ပြန်ရမယ်အယဝေးမှာကောင်းသောတည်စကားကြုံတယ်တင်ရာသီဘွားတွေမှာအရာရာဆင်ပြေမယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ်ရှိပန်းကြအောင်မြင်မယ်ကံရာသီဘွားတွေအတွက်ရန်နှောက်ရက်တွေနဲ့ထိတ်တိုက်တွေ့တတ်တယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်ပြီးမှလိုရှိရပြည့်စုံမယ်တူရာသီဘွားတွေမှာအရာရာဆင်ပြေမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းကျိုးပေးမယ်ဝေကြီးကံကောင်းမယ်ဒိဋ္ဌာရာသီဘွားတွေမှာစိတ်နှောက်ယှက်များမယ်အတိုက်ခံများမယ်မှန်းတာနဲ့လက်တွေ့ကွာဟမယ်စိတ်ရှုပ်စရာတွေကြုံမယ်ဓနုရာသီဘွားတွေအတွက်အရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းတို့ကိုကြုံတွေ့ရနိုင်မယ်မကာရရာသီဘွားတွေမှာငွေကြေးကိစ္စအောင်မြင်မယ်စီးပွားကံကောင်းမယ်အလုံးချံစီမံသမျှတိုးတက်အောင်မြင်မှုနဲ့အစဉ်ပြေမှုတွေကိုကြုံတွေ့ရပါလိမ့်မယ်။ကုံရာသီဘွားတွေမှာရှင်ပြိုင်မှုအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမယ်။ဉာဏ်ပညာအတတ်နဲ့တွေးခေါ်လုပ်ကိုင်တဲ့လုပ်တွေကျိုးပေးလာမယ်။မေရာသီဘွားတွေမှာလူမျိုးပဲကျိုးပေးမယ်ဥတီချက်ပြောင်းပြီးလုပ်တာကျိုးပေးမယ်ဝင်းကျင်သစ်ကိုဆက်ဆံရမယ်အကြံသစ်ရွယ်ချက်တွေကိုလက်တွေ့ကောက်ထဲပေါ်ပြီးတော့အောင်မြင်မှုတိုးတက်မှုစစ်စစ်ရရှိဖို့ကံကြုံတွေ့ရမှာဖြစ်တယ်အညိုရောင်အပြာရောင်မိခိုးရောင်တို့ကိုတနေ့တာကြိုးပေးရောင်များဖြစ်သုံးဆွဲနိုင်ပါတယ်သွားလာစဉ်တွေ့တဲ့အလှူခံပုဂ္ဂိုလ်တို့ကိုလှူဒါန်းခြင်းပြုပါကျေးဇူးတင်ပါတယ်